ဗီတာမင် D ချို့တဲ့ရင်ဘယ်လိုယောဂလက္ခဏာတွေခံစားရနိုင်လဲဆိုတာကိုသင်သိပါသလားအားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးမှာတော့ဗီတာမင် D ချို့တဲ့ရင်ဘယ်လိုယောဂလက္ခဏာတွေခံစားရနိုင်လဲဆိုတာကိုကျန်းမာရေးဘုဒ္ဓတာအနေနဲ့ဝေမျှပေးသွားမှာဖြစ်ပါတယ်နံပါတ်1ချက်ပင်ပန်းလွယ်တာတွေအားမရှိသလိုခံစားရတာတွေကြုံရတတ်ပါတယ်နံပါတ်2ချက်အယိုးတွေကြွက်သားတွေမှာအားမရှိတာနားရကျင်တာတွေဖြစ်နိုင်ပါတယ်နံပါတ်3ချက် mood changes လို့ခေါ်တဲ့စိတ်အဆင်မပြေတာတွေစိတ်သက်ကြလွယ်တာတွေစသဖြင့်ဒီလိုမျိုးလည်းကြုံရတတ်ပါတယ်နံပါတ်4ချက်ကိုခံစွမ်းအားကိုကျစေပြီးတော့ခဏခဏတရှောင်ရှောင်ဖျားတာမျိုးတွေချောင်းဆိုးတာမျိုးတွေဒီစသဖြင့်ဒီလိုယောဂလက္ခဏာတွေလည်းခံစားရနိုင်ပါတယ်နံပါတ်5ချက်အနာကျက်နှေးတာတွေတခါတရံမှာသပင်ကျွတ်တာတွေဟာဗီတာမင် D ချို့တဲ့ခြင်းကြောင့်ဖြစ်နိုင်တယ်ဆိုတာကိုတွေ့ရှိရပါတယ်အထူးသဖြင့်ကလေးငယ်တွေမှာဆိုလို့ရှိရင် ricket လို့ခေါ်တဲ့အယိုးပြော့ယောဂါတွေ delay motor skills လို့ခေါ်တဲ့လမ်းလျှောက်တာတွေထိုင်တာတွေမှာနောက်ကျတာတွေကဗီတာမင် D ချို့တဲ့ခြင်းကြောင့်ဖြစ်နိုင်ပါတယ်ဗီတာမင် D မချို့တဲ့အောင်ဘာတွေလုပ်ရမလဲဆိုတာတွေကိုတော့နောက်ဗီဒီယိုလေးမှာဝေမျှပေးသွားပါမယ်အခုလိုနားလည်သဘောပေါက်လွယ်တဲ့ကျန်းမာရေးဘုဒ္ဓတာတွေကိုအမြဲသိရဖို့အတွက်ဆိုရင်ကျွန်တော်ရဲ့ TikTok အကောင့်လေးကိုအသေးပေးပြီးအပေါင်းနှိပ်ခဲ့ပေးကြပါဦးတခြားသိကျင်တဲ့ကျန်းမာရေးဘုဒ္ဓတာတွေကိုသိကျင်တာတွေရှိရင်လည်းမေးခဲ့လို့ရပါတယ်တခြားသူတွေသိရအောင်လည်းဝေမျှပေးခဲ့ကြပါဦးအားလုံးပဲကျန်းမာသောခန္ဓာချမ်းသာသောဘဝတွေကိုပိုင်ဆိုင်နိုင်ကြပါစေနောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်ကျေးဇူးပါ